ဒီညမှာတော့လူငယ်လေးတယောက်ရဲ့ဘဝဟာအကြီးအကျယ်ပြောင်းလဲသွားတော့မှာပါပဲဖခင်ဖြစ်သူအကျွေးတင်နေတာကိုတိသွားတဲ့နောက်ပိုင်းသူ့ဖခင်ကိုရိုက်နှက်ပြီးကားပါသိမ်းသွားတဲ့လူဆိုးကိုင်းကိုသူမျက်မြင်ကိုတွေ့ကြုံလိုက်ရပါတော့တယ်လူငယ်လေးနီမိုတယောက်သူ့ဖခင်ကိုလူမိုက်တွေကရိုက်နှက်နေတာကိုပုံပြီးကြည့်နေခဲ့ရပါတယ်လူမိုက်တွေဟာသူ့ဖခင်ရဲ့ကားကိုအတင်းအဓမ္မသိမ်းယူသွားကြတာကိုလည်းသူမြင်လိုက်ရတော့တုန်လှုပ်ခြောက်ခြားနေခဲ့ပါတယ်ဒီလူမိုက်ကိုင်းကောင်းဆောင်ကတော့သူ့လက်အောက်ငယ်သားတွေကိုပြောနေတာကဒီလိုအလုပ်သမားတွေကိုသဘောကောင်းလို့မရဘူးသူတို့အပေါ်ကြမ်းတမ်းမှအကျွေးတွေအမြန်ပြန်ရလိမ့်မယ်တဲ့ဒီစကားတွေနီမွန်ကြားလိုက်ရတော့ဒေါသတွေထွက်နေခဲ့ပါတယ်နီမွန်ရဲ့အမမီနာကတော့ဆေးရုံမှာဖခင်ဖြစ်သူကိုစောင့်နေရင်နီမွန်စီကဖုန်းလာတော့စိတ်ပူစွာနဲ့ကင်လိုက်ပါတယ်ဖုန်းထဲကနေငိုယိုပြီးအမရေအဖေကိုရိုက်နှက်ပြီးကားပါသိမ်းသွားပြီလို့နီမွန်ကပြောလိုက်တော့မီနာတယောက်ထိတ်လန့်သွားပါတော့တယ်မီနာစကားပြောနေတော့မှပဲနီမွန်ကိုလူမိုက်တွေကဖမ်းဆီးရိုက်နှက်လိုက်တော့မီနာလည်းအော်ဟစ်လိုက်ပါတယ်လူမိုက်ကိုင်းကောင်းဆောင်ကနီမွန်ကိုဖမ်းပြီးမင်းဘသူလဲလို့မေးတော့နီမွန်ကမင်းတို့လူယုံမာတွေငါအဖေကိုရိုက်နှက်ပြီးကားပါသိမ်းသွားတယ်လို့ပြန်ပြောလိုက်ပါတယ်အဲ့ဒီနောက်မှာတော့လူမိုက်ကိုင်းကောင်းဆောင်ကနီမွန်ရဲ့ဖုန်းကိုယူပြီးမီနာနဲ့ဗီဒီယိုခေါ်ဆိုမှုပြုလုပ်လိုက်ပါတယ်။သူကငါတို့နီမွန်နဲ့ကားကိုပြန်ပေးမယ်။မင်းတို့3သိန်းဘတ်အမြန်ရှာပြီးလာပေးလို့ပြောလိုက်ပါတယ်။ဒီကိစ္စကိုရဲမသိစေနဲ့မင်းရဲ့ညီကိုထပ်ပြီးဒဏ်ရာရအောင်မလုပ်ချင်ဘူး။လို့လူမိုက်ကိုင်းကောင်းဆောင်ကမီနာကိုချိန်ချောက်လိုက်ပြီးရေမော်လိုက်ပါတော့တယ်။မီနာတယောက်ထိတ်လန့်တုန်လှုပ်ပြီးဘာလို့ရမှန်းမသိအောင်ဖြစ်နေခဲ့ပါတယ်။မီနာလည်းဖခင်ဖြစ်သူစီကိုပြေးသွားပြီးဖြစ်ကြောင်းကုန်စင်မေးမြန်းလိုက်ပါတယ်။ဖခင်ကအဖေကားမှတ်ပုံတင်ကိုကုမ္ပဏီမှာ3သိန်းနဲ့ပေါင်ထားတာအလုံးမကောင်းလို့3လစာအကျွေးတင်နေခဲ့တာလို့ပြောပြလိုက်ပါတယ်။မီနာက3လစာဆို3သိန်းတော့မရောက်ပါဘူးလို့ပြန်ပြောတော့ဖခင်ကသူတို့ကငါ့ကိုချိန်ချောက်တယ်တဲ့။3သိန်းမပေးရင်ကားကိုသိမ်းမယ်လို့ပြောတယ်။ကားကအရေးမကြီးဘူးဒါပေမဲ့သူတို့ကနီမွန်ကိုပါဓာတ်စာခံဖြစ်ဖမ်းခေါ်သွားတယ်လို့ဖခင်ကပြောပြတော့မီနာလည်းငိုကြွေးတော့တာပါပဲ။မီနာလည်းအမေဖြစ်သူကိုဖုန်းဆက်ပြီးအဖြစ်အပျက်တွေပြောပြလိုက်ပါတယ်။အမေကဘာနီမွန်ကိုပြန်ခေါ်ရမယ်။အမေမှာရှိတဲ့ပတ်စံတွေအကုန်လွှဲပေးမယ်။လူတွေစီကချေးငှားမယ်။အိမ်ကိုရောင်းပြီးတော့ဖြစ်နီမွန်ကိုပြန်ခေါ်ရမယ်လို့ပြောပြီးငိုယိုနေခဲ့ပါတယ်။ဒီအချိန်မှာပဲသူနာပြုဆရာမတယောက်ကဖခင်ရဲ့ဦးကောင်းတန်ရာအခြေအနေကိုစောင့်ကြည့်ဖို့ဆေးရုံမှာဆက်နေရမယ်လို့လာပြောတော့မီနာတယောက်ပို့ပြီးစိတ်တက်ကြသွားပါတော့တယ်။ဖခင်ကလည်းနီမွန်ကိုစိတ်ပူတယ်လို့ပြောနေခဲ့ပါတယ်။ဒီအချိန်မှာပဲမီနာရဲ့အတော်ရောက်လာပြီးရဲတွေကဘာမှမလုပ်ပေးနိုင်သေးဘူးလားလို့မီနာကိုမေးလိုက်ပါတယ်။မီနာကလည်းဘာလို့ရမှန်းမသိဖြစ်နေတာကိုမြင်တော့အတော်ကမင်းချာနှုံကိုအကူအညီတောင်းကြည့်ပြီးပြီလားလို့မေးလိုက်ပါတယ်။မီနာလည်းချာနှုံဆိုတဲ့လူကလူတယောက်ကိုရိုက်နှက်နေတာကိုပြန်သတိရသွားပါတယ်။အတော်ကချာနှုံဆိုတာစီယာချာလန်ရဲ့လက်အောက်ငယ်သားပဲ။စီယာချာလန်ကချာနှုံကိုအကျွေးကိစ္စတွေအလုပ်သမားကိစ္စတွေအကုန်ယုံကြည်ပြီးလွှဲထားတာလို့ရှင်းပြလိုက်ပါတယ်။အတော်ကငါရီးစားကချာနှုံရဲ့လက်အောက်ငယ်သားပဲ။ချာနှုံကအရန်ပြတ်သားတဲ့လူတယောက်တကယ်လူမိုက်ပဲ။သူကဘသူ့ကိုမှအရင်မနှောက်ယှက်ဘူး။ဒါပေမဲ့အကျွေးရှင်တွေကအချိန်မီမဆက်ရင်တော့သူကချက်ချင်းအေးအေးယူတယ်လို့ပြောပြပါတယ်။မင်းတို့ကားကိုတိမ်းသွားတဲ့သူကဘက်ကစ်ဆိုတဲ့လူပဲ။ဘက်ကစ်ကလည်းစီယာချာလန်ရဲ့နောက်ထပ်လက်အောက်ငယ်သားတယောက်ပဲ။သူကအမိန့်ကိုချိုးဖောက်ပြီးလုပ်တတ်တယ်။အကျွေးရှင်တွေအချိန်မီမဆက်ရင်ကားတွေတိမ်းတာမျိုးလုပ်တတ်တယ်လို့အတော်ကပြောပြလိုက်ပါတော့တယ်